စ္စာရှိရှိပေါင်းပါမင်းမျက်နှာတစ်ခုပဲကြည့်ချေတခြားယောက်ျားရင်းနဲ့တဝဲမတို့ဝေရဲ့တန်ဖိုးဆိုတာအိမ်တောင်တက်ကြာလာတယ်လည်းများတိလာတယ်ဝေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ຢာတွေအများကြီးရှိပါတယ်တကယ်အရင်ချက်တာတတိတွေကလေအဲ့လိုစကားမျိုးကိုပြောကြလောကဘယ်ရောက်မောစီတက်လာပြီတန်ရာတန်ကြီးပြီးဝယ်လို့ရှာမင်းစပေါက်ကျွန်တော်တို့တော့ငွေရသိအရေးမကြီးပါဘူးမင်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချရရတယ်ရှင်မင်းကို3ရက်ဝယ်မယ်ရောက်ပါခွင့်ပြုရဲဆိုရင်ချစ်တော်တူပါတယ်ငွေနဲ့လေးရတာနဲ့အမီလေးနဲ့ပြီးပြေးကတ်တဲ့မိမမျိုးဒီစာချုပ်တွေကိုလက်မှတ်ထိုးတော့မယ်ဆိုရင်တော့နင်ခုပဲပြေးမပြေးသားဖြစ်လာမယ်အကျိုးဆက်တွေတည်တည်ချာချာစဉ်းစားပါဖေရောဆရာမမိမလေးအဲ့ဒါတလုံးတရှိနေမှာဒီကိုထေသေးတာလေရှင်မင်းတယောက်တည်းတော့ငါရောပဲနင်ငါ့ကိုသူနဲ့အမျိုးမျိုးဆွဆွဲတယ်အမျိုးမျိုးပြဿနာရှာနေတာငါပါကြီးလေနွားရပူလောက်ပြီးတော့အတ္တကြီးရဲ့အချစ်တွေနဲ့ကျမရဲ့ဘဝရဲ့ဝင်မလာကြပါနဲ့တော့ဝင်မလာကြပါနဲ့ကြောင်းမှမခံနဲ့ငါညီကဝေရဲ့ဖောင်ရှော့ထွက်တာကိုအဲ့ဒါလည်းမလို့ရှိတော့တယောက်ကိုတကယ်ချင်းမိပြီဆိုအဲ့ဒီလူရဲ့အမှားတွေလက်ခံနိုင်သလားအဲ့ဒီအမှားတွေရောချစ်ပေးနိုင်သလားငါယူထားတဲ့ယောက်ျားငါယူထားတဲ့လေကမူယူတောက်စားနေဟိုကလွဲပြီးဘာမှတော့မကြတော့ငါတခြားယောက်ျားနဲ့အိတ်ခဲ့တယ်ဘာဖြစ်လဲပြောတယ်